ကျွန်တော်ဒီနေ့ပါတီတွေမှာသုံးနေပေါ့နော် KTV ခန်းထဲမှာသုံးနေအငွေးထုတ်ဆက်လေးကိုကျွန်တော်နယ်ကအကိုကြီးတယောက်အတွက်ကိုပေါ့နော်ကျွန်တော်ရောင်းပေးရဖြစ်ပါတယ်ဒါတော့1500ဝက်ပါပေါ့နော်ဒါကျွန်တော်ပထမဆုံးကျွန်တော်စီကအားပေးရတဲ့အတွက်နယ်ကအကိုကြီးကျေးဇူးအများကြီးတင်ပါတယ်ဒါကျွန်တော်ပါကင်ဒါဖောက်ပေးရပါတော့ဖောက်ပြီးတော့ကျွန်တော်စမ်းပေးလိုက်မှာစမ်းပေးပြီးွားပြီဆိုတာနဲ့ကျွန်တော်ကအခုနယ်ကိုတခါတည်းဥစားတင်ပေးလိုက်မှာပေါ့နော်ဆိုတော့အမှဆိုရှင်အဲ့မှာမီးသီးတွေတွေ့ရမလားအဲ့မီးသီးတွေနဲ့ပြီးတော့ဒါသူ1500ဝက်ဖြစ်တဲ့အတွက်သုံးရလဲအဆင်ပြေရပေါ့နော်ပြီးတော့ကျွန်တော်ဘေးနားမှာပြထားတဲ့အဲ့ဒီကေဘယ်ကျိုးတွေကဆန်ဆန်ကျိုးတွေပေါ့နော်ပြီးွားပြီဆိုရင်ဒီမှာ remote control တွေပါမယ်ဒါတော့ original parking ဖောက်ထားတာဖြစ်တဲ့အတွက်ဟောဒါတော့ original remote control တွေပါမယ်ပြီးွားရင်ဘေးနားမှာကအရေပုံးလေးတွေ့တယ်မလားအဲ့ဒီပုံးလေးကကျွန်တော်တို့ကဒီ set ထဲကိုကျွန်တော်ထည့်ရတာဖြစ်ပါတယ်အခုဒါလက်ကင်လေးပေါ့နော်လက်ကင်ကတော့ကိုယ့်အကိုစင်ပေါ့နော်အဲ့အရေပုံးလေးကကြတော့ကျွန်တော်တို့ဒီမှုတ်ဆက်တယ်ပေါ့နော်ပြောမှဆိုအငွေးမှုတ်ဆက်တဲ့ကိုဒီအရေတွေထည့်လိုက်တာအရေတွေထည့်လိုက်တာအရေကကြတော့ကျွန်တော်တို့ကဘယ်လိုထည့်ရလဲဆိုရင်တော့ပိုက်မြုပ်တဲ့အနေအထားထိလောက်ကိုသူအရေကိုထည့်ထားလို့ရဒီဘုံတစ်ဘုံဆိုလို့ရှိရင်ကျွန်တော်တို့က16နိုင်ခံတယ်ပေါ့နော်ဒီဘုံတစ်ဘုံဆိုရင်ကျွန်တော်16နိုင်ခံပါတယ်ဒါကျွန်တော်စမ်းပြပေးမှာဖြစ်ပါတယ်နော်ဒီဘုံနဲ့ပေါ့အဲ့ဘုံနဲ့ကိုကျွန်တော်တို့ကဒီအရေလေးကိုကျွန်တော်တို့ကမြုပ်အောင်လို့ထည့်လိုက်လို့ရတယ်အနည်းကတော့3ပုံ2ပုံလောက်ထည့်လိုက်လို့ရတယ်ဒါတော့အခုကျွန်တော်တို့ကဒါစမ်းမိလိုက်တာဖြစ်တဲ့အတွက်ကိုအပြင်ဘုံဝိုင်းပြီးတော့ကျွန်တော်ပိုက်ထဲရိုင်ပြီးတော့အရေလေးကိုလို့စစ်နေရဖြစ်ပါတယ်အရေလေးကိုကျွန်တော်ကစိုက်ထားတာဖြစ်ပါတယ်အခုအမှန်တကယ်တော့ဒီကျွန်တော်ပြထားတဲ့လက်နဲ့ပြထားတဲ့အဲ့ဒီဘုံပေါ့နော်တိုင်ကြီးပေါ့အဲ့တိုင်ကြီးတွေကိုရေကအရေကတော့နော်3ပုံ2ပုံပေါ့ဒီလိုမျိုးအရေပေါ့နော်အငွေးမှုတ်ဆက်မှာတုံးတဲ့ဒီ liquid ပေါ့နော် liquid တွေလည်းကျွန်တော်ရှိမှရပါတယ်ကျွန်တော်အဲ့ဒါတကားတွေ debate ထဲအကုန်လုံးပြပေးပြီးတော့အနေကအကိုကြီးအတွက်တင်ပေးတာဖြစ်ပါတယ်စက်ကလည်းတကယ်တမ်းပြောလို့ရှိရင်ကျွန်တော်တို့ရှိမှလုံးဝပစ္စည်းရ install ပြတ်တဲ့အထိကိုမရှိတော့တာပါဒါတော်တော်လေးကိုကန်ကောင်းပါတယ်ဒီတစ်လုံးလေးကြံတဲ့ဟာကိုဒါကျွန်တော်ထည့်ပေးလိုက်တာပါကျွန်တော်ဂျာထဲမှာဆက်လို့ခြင်းတဲ့လူတွေကတော့ကျွန်တော်တို့နည်းနည်းလေး order ကြတဲ့အထိပေါ့နော်ကျွန်တော်တို့ install ပြန်ရောက်တဲ့အထိကိုစောင့်ပေးဖို့လိုပါတယ်ဒါတော့ remote control ABCD ပေါ့နော်သူကကြိုက်တဲ့ဟာကိုကျွန်တော်နှိပ်လို့ရအဲ့ဒါဘယ်ချိန်မှနှိပ်မလဲဆိုရင်ကျွန်တော်တို့ဒီကအရေလေးထည့်ပြီးွားပြီဆိုရင်ကျွန်တော်တို့ဒါမီးပလက်ပေါက်တွေထိုးမယ်ပေါ့နော်အဲ့ဒီမှာကေဘယ်ကျိုးတွေပါရှိတယ်ကျွန်တော်ပြမယ်ဒါကေဘယ်ကျိုးတွေဘေးနားမှာအနီလေးအဲ့အမီလေးနီးအနင်လေးနင်းနိုင်ပြီဆိုတာနဲ့သူကစံစားပေါ့နော်စံစားရင်မှာကျွန်တော်တို့ဒီမှာမီကိုကတအားထွက်ပါတယ်ဒီမှာသူကရောင်စုံလေးနဲ့တွေ့လားဒါရောင်စုံလေးနဲ့အရန်မိုက်တယ်1500ဝက်ပေါ့နော်1500ဝက်ဆိုတော့အဆင်ပြေသူကဘယ်နှစားလာလဲဆိုတော့1500 1800 2000ပေါ့ဒါပေမဲ့1500ဝက်ကတော့အဆင်ပြေရပေါ့နော်ဘာမှမထူးပါဘူးသူကကြတော့လေဝက်တွေပဲကွဲသွားဒီလိုလေးနှိပ်လိုက်လို့ရှင်အငွေရအများကြီးထွက်တယ်အဲ့တော့ကျွန်တော်တို့ကဒါကို3ပုံ3နေရာကြတော့ဒီထဲမှာအရေထည့်မယ်အရေထည့်ပြီးွားပြီကျွန်တော်တို့ကဒီမီးပူဆက်ကိုအပူပေးလိုက်မှာပေါ့နော်လို့10မိနစ်15မိနစ်လောက်အပူပေးပြီးွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒီမှာလေအဲ့လိုမျိုးအငွေဟာကိုကျွန်တော်တို့သုံးလို့မရမှာဖြစ်ပါတယ်တကယ်လို့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကအခုမှချက်ချင်းအရေထည့်တယ်အခုချက်ချင်းအဲ့လိုမျိုးလုပ်လိုက်လို့တော့မရဘူးပေါ့နော်အဲ့ဆိုရှင်ဆက်ကအပူချင်းတိတ်မရောက်ဘူးဆိုတော့ဒါကျွန်တော်ပါကင်လေးပြန်ပိတ်လိုက်ပြီပေါ့နော်ပါကင်လေးပြန်ပိတ်လိုက်ပါပြီပါကင်ပြန်ပိတ်ပြီးတော့ကျွန်တော်စမ်းထားပြီးွားပြီဆိုတော့အကုန်လုံးစမ်းထားပြီးွားပြီဆိုတော့ကျွန်တော်အကုန်လုံးပြန်ထည့်နေပါပြီပါကင်ပိတ်ပြီးရောပေါ့နော်အဲ့တော့ကျွန်တော်ရှိမှဒီပါတီသုံးဖို့အတွက်ဒီအငွေးဆက်တွေအပြင်ရောဒီ KTV နဲ့ပတ်သက်တဲ့ပစ္စည်းတွေအကုန်ရပါတယ်နော် install ရှိပါတယ်ကျွန်တော်တို့က install တစ်ခါလေးကုန်သွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စောင့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ရှေ့ကနေကအကိုကကြတော့ဗာအားပေးတယ်ဆိုရင်ဒီအငွေးမှုတ်ဆက်နဲ့အတူတူဒီမှာလေ DJ ပေါင်လာပေါ့နော်ဒီအရေးတွေကိုလည်းသူကအားပေးရဖြစ်ပါတယ်ကျွန်တော်ပကင်ဆက်ကတော့တော်တော်လေးကြီးပါနော်ကျွန်တော်တေချာလေးပကင်လေးထုတ်ပေးနေရပါဘာလို့နေတယ်ဟိုသူတို့ပြန်လို့ရှိရင်သူတို့ကားနဲ့ထည့်ပေးလိုက်မှာဆိုလေအဲ့ဒါနဲ့တေချာလေးလုပ်ပေးနေပါတယ်တော့အရေးဘုံကကြတော့ကျွန်တော်ဒီဥစ္စာသုံးလို့ရအောင်အများကြီးဒီမှာဒါအရေးဘုံပေါ့နော်အဲ့ဒါလေးကိုပဲသူတို့တခါတွဲပြီးတော့ကျွန်တော်ထည့်ပေး